2000ခုနှစ်17ရက်နေ့တုန်းကအိုစမာဘင်လာဒင်ဦးဆောင်တဲ့အဲကိုင်းနာအဖွဲ့ဟာအမေရိကန်ကိုတိုက်ခိုက်ခဲ့ပါတယ်။ဘင်လာဒင်ကိုခိုလုံခွင့်ပေးခဲ့တဲ့အာဖဂန်နစ္စတန်ကိုအမေရိကန်ကစစ်ကြေညာပြီးနောက်စစ်ပွဲထဲပါဝင်လာတဲ့38နိုင်ငံထဲမှာတောင်ကိုရီးယားကလည်းတိုက်ခိုက်ရေးစစ်တီမဟုတ်တဲ့လူရချီစစ်လုပ်ခဲ့ပါတယ်။အမေရိကန်တို့ခန့်အပ်ခဲ့တဲ့အစိုးရထံအာဏာလွှဲပေးလိုက်ရတဲ့တာလီဘန်တို့ဟာအသေးခံဘုံခွဲခြင်းနဲ့နိုင်ငံကိုပြန်ပေးဆွဲခြင်းဘက်သို့ကူးပြောင်းလာပါတယ်။2006ခုနှစ်စက်တင်ဘာလ19ရက်နေ့အာဖဂန်နစ္စတန်ရဲ့ဂျာဘူးမြို့မှာဘာရွယ်ချက်နဲ့မှမသိတဲ့ကိုရီးယားနိုင်ငံသားအများပြားဟာအိတ်စပတ်ကားတစ်စီးနဲ့ရောက်လာကြတဲ့တို့ကကားရှိပိတ်ရက်လာပါတယ်။ကားတကားဖွင့်ခိုင်းချိန်ကြောက်လန့်တကြားထွက်ပြေးတဲ့ဒေသခံကားဆရာကြောင့်ကားမှန်တွေအကုန်ပစ်ခွဲကထိုကားဆရာကိုလည်းပြစ်တက်လိုက်ကြပါတယ်။တောင်ကိုရီးယားလူမျိုးခီးပြပေမဲ့အာဖဂန်မှာခီးသွားဆိုတာမရှိဘူးဆိုကလူအလုံးကိုဖမ်းခေါ်သွားပြီးကားကိုဖောက်ခွဲခဲ့ကြပါတယ်။တောင်ကိုရီးယားနိုင်ငံသားရေးဝန်ကြီးဌာနထံအပြေးရောက်လာပြီးသတင်းမင်းနေသူချောင်းကျဲဦးကခီးသွားလာခွင့်ပိတ်ထားတဲ့နိုင်ငံကိုဘလို့သွားလဲဆိုတော့ပေကျင်းကနေဒူဘိုင်းကိုလိုအချက်လက်ဖြစ်ခဲ့ကြောင်းပြောတဲ့အခါငါ့ကိုသာတက်လိုက်ပါတော့လို့ဆိုရင်တစားကန်စင်းကိုယူကြည့်ပါတယ်။ချက်ချောင်းတစ်ခုတည်းကထိုလူအားလုံးတာသနာပြုလုပ်ငန်းနဲ့ထွက်သွားကြတာဖြစ်ပါတယ်။ထိုတစားကန်တွေအထွက်တာလီဘန်တို့ဘက်ကကိုရီးယားစစ်တပ်ကိုအာဖဂန်နစ္စတန်ကရုပ်သိမ်းဖို့ကပူးချင်းတောင်တွေကအကျဉ်းသား23ယောက်ကိုချက်ချင်းလွတ်ပေးရမယ်လို့ဗီဒီယိုဖိုင်နဲ့တကွထုတ်ပြန်ကြေညာနေပြီမို့သတင်းဌာနအားလုံးကိုတစားကန်တွေဟာစေတနာဝန်ထမ်းတွေလို့သာဖော်ပြခိုင်းပါတယ်။ချက်လိုက်ရောဖို့အချိန်24နာရီပေးမယ်ဆိုတာကြောင့်ဂျဲဟိုလဲသူ့နိုင်မှာတိုင်မှာမှတ်လိုက်ပါတယ်။ပါကစ္စတန်ရဲ့ကရာချီအကျဉ်းထောင်တွင်ကိုရီးယားလူမျိုးတယောက်ကိုထောင်ကထုတ်ပေးလာသူကလက်ဆွဲနှုတ်ဆက်နေပေမဲ့စေးလေးတောင်းနေသူဘာတဲ့ဒေါ်လာအတုလုပ်ခဲ့လို့4လလောက်ကြာသွားတဲ့ပြောနေလို့ငါတဘောနဲ့ငါလုပ်ခဲ့တာမဟုတ်ပဲနိုင်ငံတော်အတွက်အသက်နဲ့ရင်းခဲ့တာကိုဒီလိုဆက်ဆံရလာမိပါတယ်။အခုကပူးမျိုးကိုသွားလိုက်ပါဆိုလို့သူ့ဝန်ထမ်းကပါထုတ်ပေးပြီးထပ်မစုံရအောင်လို့ပြောသွားပါတယ်။ဒါပေမဲ့လူ23ယောက်ပြန်ပေးဆွဲခံရကြောင်းသတင်းစာပေးလာလိုက်ပါတယ်။အဖမ်းခံရတဲ့ဒဇာကန်တွေကိုတနေရာဖမ်းခေါ်သွားနေချိန်ချောင်ကျဲဝိုးတို့ကကပူးလေသိက်ကိုဆင်းသက်တော့မှာဖြစ်ပါတယ်။ဓာတ်လိုက်မတိုင်ခင်9နိုင်အလုံးမှာအာဖဂန်နစ္စတန်လေဆိပ်ကိုဆက်ရောက်လာကြပြီးအာဖဂန်အစိုးရဘက်ကတာလီဘန်တွေတောင်းဆိုသမျှကိုအလျှော့မပေးတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်